ငါသိဝင်းကျင်တွေကဖုန်းရှာနေရဆိုလို့ရှိရင်ဒီနေ့ view လေးကမိတ်ဆွေတို့အကျိုးရှိစေမယ်ဆိုတာကတော့သိကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငါသိဝင်းကျင်တွေကပဲဖြစ်တဲ့ Redmi တွေက Redmi A5 ဖုန်းလေးကိုကျွန်တော်ဒီနေ့ view လေးထဲမှာအသေးစိတ်စမ်းပြမှာဖြစ်ပါတယ်။ပါဇက်ကပြောရတဲ့ဆိုင်ညမိတ်ဆွေတို့နဲ့အတူတူဒီကောင်ကဘယ်လိုအခြေအနေရှိလဲဆိုတော့တခါတည်းအတူတူဒီလေးကြကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီကောင်ကအခြေအနေဘယ်လိုရှိပါတယ်။ကျွန်တော်လုံးဝတိတ်တုံးဆိုလို့ရှိရင်အဲ့ဒီလုံးဝမဟုတ်ဘဲနဲ့ကျွန်တော်အသေးစိတ်လေးရနိုင်တယ်လို့ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့နဲ့ဒီဖုန်းလေးကကိုက်ညီမှုရှိလားမရှိဘူးလားဆိုတာကိုဘာပဲပြောအနေနဲ့များတော့ဆုံးဖြတ်လို့ရတော့မှာဖြစ်ပါတယ်။ဆိုတော့ view လေးကိုစကြည့်လိုက်အောင်။ကဲခုဆိုလို့ရှိရင် mobile legend ဆော့ရတာအဆင်ပြေမပြေစမ်းပြမှာဖြစ်ပါတယ်။သူ့ရဲ့ speaker တန်တော့ကတော့ချလိုက်တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်အချိန်အရန်ကုန်သွားမှာဆိုလို့အကောင့်လေးတွေတော့ကျွန်တော်ချိတ်ပြတာလေးတွေတော့မထည့်တော့ဘူးကျွန်တော်တခါတည်းဆော့တဲ့အရာလေးပဲထည့်မှာဖြစ်ပါတယ် Take a break if you get tired. I'll take care of things. Okay ငါးသိန်းတန်ဖုန်းစီကနေလည်းအများကြီးတော့ကျွန်တော်ညှော်မှန်းလို့မရတာကတော့သိကြတယ်ပေါ့နော်ဆော့တာလေးတစ်ချက်ထည့်ကြည့်မယ်အလင်းကုန်တင်လိုက်မယ်နောက်ပြီးရင်ဘရီအားကကျွန်တော်တို့88ပါကျွန်တော်12နာရီ9မိနစ်ပါကဲအဲ့ဒါနေပြီးတော့ကျွန်တော်တို့ဒီတပွဲပြီးတဲ့အခါမှာ88ကနေဘယ်လောက်ထိကျသွားမလဲပေါ့နော်အချိန်ရန်ရောဘယ်လောက်ကျမလဲကျွန်တော်ဒီဟာလေးမှာသိသိပြမယ်စပီကာကတော့သူကတစ်ဖက်မိုနိုစပီကာဆိုတော့အဲ့ကောင်နည်းနည်းလက်အုံးမိတယ်ဆိုရင်ဒါနည်းနည်းလေးဘယ်လိုပြောမလဲအရန်ကြီးတော့မကြေတော့ဘူးပေါ့နော်အဲ့ဒါပေါ့လို့ရှိတယ်ဆော့ရတာအရန်ကြီးဖြစ်တယ်လက်တယ်လို့တော့မခံစားရဘူးဒါပေမဲ့ဒါအစပဲရှိပါသေးတယ်Mobile Legend ကိုတော့ဆော့မယ်ဆိုရင်တော့ဘာပဲပြောဒီလိုဆော့လို့ရတာကတော့တေချာလောက်ဖြစ်ပါတယ်နော် You have slain an enemy. A true warrior never backs down from a fight. အရင်က A true warrior never backs down from a fight. တန်တော့အကုန်ပဲပေါ့နော်စပီကာရဲ့သူ့ရဲ့စပီကာတန်တော့ကတော့ဒီလောက်ဒါမိုင်းကုန်ပါပဲဆိုတော့နည်းနည်းတော့စပီကာဘိုင်းက A good ဒီတော့နည်းန oration ည်းတော့ဒီဈေးတန်းမှာဆိုရင်တော့လက်ခံလေးလို့တော့ဒါတော့ကိုယ်လည်းတော့မရပါဘူးလက်ခံလေးတော့နောက်ခံလေးတော့ကိုယ့်ရဲ့ပုံမှာပဲနေရဆိုတော့ Legendary. Okay တပွဲတော့ပြီးသွားပြီပေါ့နော်တပွဲပြီးသွားတဲ့အခါမှာစမ်းပြီးတော့ဒါတော့ကျွန်တော်ကနည်းနည်းလေးအေကွန်ကန်ထဲမှာဆိုတော့ကန်ရတာအခြေအနေက နည်းနည်းလေးနှွေးတိတ်တိတ်လေးပဲရှိတယ် ဒါနည်းနည်းနွေးနွေးလေးပဲရှိတယ်ဒါပေမဲ့ကျွန်တော်
အခုဒီအရာကအေကွန်ကန်ထဲမှာဆိုတော့အပြင်ထဲဆိုလို့ရှိရင်တော့နည်းနည်းကွာခြားမှုရှိနေပါတယ်ဒါက9သိန်းနဲ့9သိန်းဝန်းကျင်နဲ့ဖုံးပါဒါက Redmi တွေက9သိန်းဝန်းကျင်နဲ့ဖုံးပါဆိုတော့တပွဲပြီးသွားပြီတပွဲပြီးတဲ့အခါမှာတပွဲပြီးတဲ့အခါမှာအားက 2% ကျော်သွားတယ် 2% ကိုစောပိုင်းက10မိနစ်သုံးကိုအားက 2% တော့ကျတယ်နောက်ထပ်ပြီးတော့ဆွဲမှဖြစ်ပါတယ် okay Well together. Mobile Legends! 5 seconds till the enemy reaches the battlefield. Smash them! All troops deployed! Turtle boy, wait. Let's not keep it waiting. Slain! နှစ်ပွဲမြောက်ပါနှစ်ပွဲမြောက်ပါဆိုလို့ရှိရင်လည်းဆော့ရတာကအဆင်ပြေပြေရှိပါတယ်ဆိုတော့ mobile legend ကတော့အေးစေးဆော့လို့ရတယ်ဆိုတဲ့အခါမှာပါတယ်လို့ပြောလို့ရပါတယ်ဒီဆော့နေတဲ့မှာ line ဖြစ်သွားတာလို့ဆော့ရလက်သွားဘာမှလည်းအဲ့လိုမရှိတဲ့အတွက်ကြောင့်မို့ဒါငါးလုံးရဲ့နေမှာဆိုရင်တော့ဒီ mobile legend နဲ့ဆော့မှာဘာမှလို့ဆိုလို့ရှိရင်တော့ပို့ပါဆော့မှာဆိုရင်ပြောတာပါဒါဆိုလို့ရှိရင်ရွေးချယ်လို့ရတယ်ဆိုလို့ပြောလို့ရတယ် Slain an enemy! It really suits you. Enemy has been slain! Such a delicate flower. Now if I get it. What? Our turret has been destroyed. Together. You have slain an enemy! Come along now. Double kill! Triple kill! That really suits you. ခုဆိုလို့ရှိရင်တော့သင်ကကဲခုဆိုလို့ရှိရင်အားက4%ကြာသွားပြီအချိန်ဆိုလို့ရှိရင်လည်းမိနစ်20ဒါပုံရင်းပေါ့နော်ဆိုတော့ဒါမိနစ်20ကို4%ကြာတယ်အချိန်ကြီးတော့မပြေဘူးလားဆိုတော့ဒါမိနစ်လေးရဲ့ချုံးချက်ပုံမှာမဟုတ်ဘူးလား Slain! Bury me back. Now if I get it. Sayonara. Killing spree! Such a delicate flower. Enemy has been slain! Now if I get it. Now if I get it. Killing spree! Destroyed. Now if I get it. Mega kill! Monster kill! Ally has been slain. Victory! စက်တင်နှိမ့်ရလို့လည်းပါတယ်စက်တင်တာနည်းနည်းလေး high နဲ့ထားမယ်ဆိုတော့ သူ့ထားထားလို့လည်းပြောပြရ frame rate ကတော့ high နဲ့ထားတာ effect quality က medium ဟာရဲ့ ဒါ short တွေ့လို့နော် ရပြီးမှဝင်လာ ဒီမှာဒါကတော့သူကျွန်တော်တို့ထားထားတဲ့ setting ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီထားထားတဲ့ game setting ဖြစ်ပါတယ်
Okay ဒါဆိုလို့ရှိရင်တော့3ပွဲပြီးသွားပြီပေါ့နော်3ပွဲပြီးတဲ့အခါမှာဆိုလို့ရှိရင်ဂျာထဲမှာဒီကောင်ကထစ်သွားတာတွေလက်သွားမျိုးတွေတော့မရှိဘူးပြီးတော့သူ့ရဲ့ battery အားမှဆိုလို့ရှိရင်88ထိကျန်နေတယ်88ဆိုတော့ကျွန်တော်တို့အားက10%ကျသွားပါတော့10%မှာသူ့ရဲ့ဘယ်လောက်မှတော့ဆိုတော့ထားပါတော့ကျွန်တော်မိနစ်40ဟိုမှာ10%ပဲကျသေးတယ်မိနစ်40ဟိုမှာ10%ပဲကျပါသေးတယ်ဒါ Redmi ထဲမှာဈေးအနည်းဆုံးဖြစ်တဲ့9သိန်းဝန်းကျင်တန်ဖုန်းဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်တော့ mobile နဲ့ကြောင်းကျွန်တော်ဒီလောက်နဲ့ပဲရလိုက်မယ်ဗျာတခြားပတ်ကြီးဆော့ပြမယ်ပတ်ကြီးဆော့ရတာအဆင်ပြေလားမပြေလားကျွန်တော်ဆမ်းမှာဖြစ်ပါတယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ပတ်ကြီးတော့ down ထားပြီးသားဆိုတော့ပတ်ကြီးတဲ့ကိုဝင်လိုက်ပါဖြစ်ပါတယ်ပတ်ကြီးဆမ်းမယ်ကဲဒါပတ်ကြီးစပြီးတော့ဆမ်းမှာဖြစ်ပါတယ်ပတ်ကြီးကတော့နည်းနည်းစကားရှိတယ်နည်းနည်းထစ်လို့တော့နည်းနည်းတော့ခံစားရတယ်ဟုတ်ထူတာပတ်ကြီးမှာတော့နည်းနည်းလေးဘယ်လိုလဲအရင်ကြီးတွက်တယ်လို့တော့မခံစားရဘူးပတ်ကြီးမှာဆိုလို့ရှိရင်တော့နည်းနည်းလေးလေးတယ်လို့ခံစားရတယ်အပြင်းပြေဆော့နေဆိုရင်တော့နည်းနည်းလေးစဉ်းစားရမယ်ထင်မှာပါတယ်ဗျာဒီရလားဟုတ်ကျင်ပါကြတယ်လည်းတော့ပတ်ကြီးဆော့ရမယ်ဆိုလို့ရှိရင်တော့အခြေအနေကဒီလိုပဲဖြစ်ပါတယ်နည်းနည်းလေးတော့လေးတဲ့ထဲမှာပါတယ်ဆော့ရတာအရင်ကြီးစမူးမဖြစ်ဘူးအဲ့လိုတော့ခံစားရပါတယ်ဟုတ်တယ်ထူတာဒါတော့ Redmi တွေကဈေးအနည်းဆုံးဖြစ်တဲ့9သိန်းဝန်းကျင်တွေက Redmi A5 လေးပဲဖြစ်ပါတယ်ကဲပတ်ကြီးဆော့ရတာတော့မှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် Mobile Legends ဆော့ရတဲ့ feeling မျိုးတော့အဲ့လိုမျိုးနဲ့တော့မတူဘူးဗျာပတ်ကြီးကနည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းလေးတိတ်ပြီးတော့အရင်ကြီးစမုံမဖြစ်ဘူးလို့ခံစားရတယ်ဆော့ရတာနည်းနည်းတစ်ခါလေးမှာဆိုလို့ရှိရင်တော့နည်းနည်းထစ်သွားတဲ့ပုံစံမျိုးလေးတွေရှိတယ်ဗျာအဲ့ဒါကြောင့်မို့ Mobile Legends ဆော့ရလာကတော့အဆင်မပြေဘူးဆိုတာတော့သိကြတယ်အခုမဲဆိုလို့လည်းဒီကျွန်တော်ဆော့နေတာမြင်ရတယ်ဆိုတော့ဘယ်
ဘလို့ချင်းလေးဆိုတာမိတ်ဆွေတို့နဲ့အဆင်ပြေမပြေဒါစဉ်းစားဆုံးဖြတ်လို့ရတယ်ပေါ့နော်ဘာပဲပဲကျွန်တော်နောက်ထပ်တစ်ပွဲလောက်တော့ကျွန်တော်ထပ်ပြီးတော့ဆော့ပြမယ်နောက်စားဆိုတာဘရီပိုင်းမှာဆိုလို့ရှိရင်တော့သူ့ရဲ့ဘရီက70% 7ရာခိုင်နှုန်းထိရော့တယ်အချိန်အားဖြင့်ဆိုလို့ရှိရင်တနာရီကျော်ကျွန်တော်ဆော့ထားပြီးဖြစ်ပါတယ်တနာရီနဲ့မိနစ်20ဝန်းကျင်ပေါ့နော်တနာရီနဲ့မိနစ်20ဝန်းကျင်မှာဆိုလို့ရှိရင်7% လောက်ပဲကြာနေသေးတာဆိုတော့ဒါမိစုတို့အနေနဲ့အဆင်ပြေမပြေမိစုတို့နဲ့ကိုက်မှုရှိမရှိဘူးတော့ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်ကဲကျွန်တော်နောက်ထပ်တစ်ပွဲထပ်ပြီးဆော့ပြမယ်တကယ်ဖြစ်တာကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ပွဲမြောက်ပေါ့နော်နှစ်ပွဲမြောက်မှာဗရီယာဆိုလို့ရှိရင်တော့69ဆိုတော့19ရာခိုင်နှုန်းကုန်သွားပြီဖြစ်ပါတယ်အချိန်အားဖြင့်ဆိုလို့ရှိရင်တော့တနာရီခွဲဝန်းကျင်အနေနဲ့ကျွန်တော်တို့ဆော့ခဲ့တာဖြစ်ပါတယ်ပြောမှဆိုလို့ရှိရင်အခုကတနာရီ36ကျွန်တော်တို့ဆော့ခဲ့တာက12နာရီ9မိနစ်ဆိုတော့ကျွန်တော်တနာရီ29မိနစ်မှာဒါပြတနာရီခွဲမှာဆိုလို့ရှိရင်ဗရီပါဆန်19ရာခိုင်နှုန်းကုန်မှာဖြစ်ပါတယ်ဒါကကျွန်တော်တို့မိုဘိုင်းလက်ကျန်ဆော့တယ်တက်ချီဆော့တာဖြစ်ပါတယ်ဒါကျွန်တော်တို့တောက်ဆော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခြားဟာစမ်းပြမှာဖြစ်ပါတယ်အခုကတော့အတန်ကလည်းအကုန်ချဲ့ထားတာပါပြီးရင်အလင်းလည်းအကုန်တင်ထားတာပါโอเคဆော့ရတာဘယ်လိုချင်းနေရှိလဲဆိုတာကိုကြည့်ကြည့်မယ်အရန်လေးနေရမျိုးလည်းမခံစားရဘူးဆိုတော့မဆိုးပေါ့နော်ဒါကတော့မိစေတို့လည်းအမြင်ဆိုတော့ကိုယ့်ဟာကိုယ်လုံးဝစိတ်ကြိုက်လေးဝေဖန်ပိုင်းခြားသုံးသပ်လို့ရပါတယ်ဒီခေတ်ပေါ်မှာဆိုလို့ရှိရင်လည်းမစိုးဘူးလို့တော့ပြောလို့ရမယ်လို့တော့ထင်ပါတယ်ဒါမိတ်ဆွေတို့လည်းအမြင်ပဲပေါ့နော်နည်းနည်းလေးဒုတိယပွဲမြောက်မှာတော့နည်းနည်းလေးလက်ဖြစ်တော့တာလေးတော့ရှိတယ်နည်းနည်းလေးပါပဲဒါပေမဲ့ပြန်ပြီးတော့ဆော့ရတာနည်းနည်းပြန်ပြီးအဆင်ပြေလာတယ်နည်းနည်းလေးဂျားထဲမှာထစ်သွားတာပြန်ပြီးတော့ဆော့ရတာအဆင်ပြေသွားတယ်အဆင်ပြေလာတယ်ပေါ့နော်ဆော့ရကိုပြီဒီနေရာလေးမှာနည်းနည်းလေးတော့
ရှိတယ်ချက်တာလေးအိုးရှောင်းအာအဲ့က 5% ကျပါတယ်မိနစ်20ကိုဒီအချိန်မှာ 5% ကျပါတယ်မိနစ်20ကို 5% ကျသွားပါတယ် Okay တိတော့ဆောတဲ့အခါမှာဆိုလို့ရှိရင်ရောသူ့ရဲ့ကင်မရာအခြေအနေကဘယ်လိုလဲဆိုတာကိုကျွန်တော်သိအောင်လို့စမ်းပြပါမယ်တော်တယ်ဝင်မယ်ဒါတိတော့ကြည့်လို့ရှိရင်ဒါအတန်ကဒါအစုံထိတင်ထားပါတော့ဆိုတာလေအမကိုယ်တိုင်လည်းတည်တယ်ဟိုကတားကရင်ချက်နေရဟုတ်လားနည်းနည်းလေးတော့တောက်လျှောက်သုံးလာတာဆိုတော့နည်းနည်းလေးတော့လေးလာတယ်လို့တော့ခံစားရတယ်ပေါ့နော်သူကသူ့ရဲ့လှုပ်ဝက်ကနန်းစာကိုတုံးပြီးဝမ်းခွဲအခုဖြစ်သူရဲ့ကန်ထဲကကနန်းတိုင်းကိုပတ်ဝက်ကျော်အထိကြီးလာအောင်ကူညီပေးခဲ့တာပါဒီနှစ်ထဲမှာဒေါ်လာ3 တန်းတောင်မြက်ခဲ့တဲ့ဝမ်းခွဲအခုဖြစ်သူကသူ့ကိုဝေစုကောင်းကောင်းပေးလိမ့်မယ်လို့သူထင်တယ်ဒါနောက်အလင်းလဲဒါအကုန်တင်ထားပါတော့ပြောလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့ပါဘူး Okay သူ့ရဲ့ကင်မရာအရည်အသွေးကိုကျွန်တော်ပြOkay သူ့ရဲ့ကင်မရာကဘယ်လိုချင်းနေရှိလဲ Okay ဒီပုံစံပေါ့နော်ဒါသူ့ရဲ့ကင်မရာအခြေအနေပေါ့နော်ပြီးသွားရင်ကျွန်တော်တပုတ်လောက်ဟိုဖြစ်ပြီးတော့ကျတော့ရိုက်ပြီးတော့ကျတော့ကျွန်တော်ထည့်ပေးလိုက်မယ်ဒီဗီဒီယိုထဲမှာပဲထည့်ပေးလိုက်ပါမယ်ဒီဗီဒီယိုလေးကတော့ကျွန်တော် Redmi A5 နဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် TikTok ထဲမှာရိုက်ထားတာပါဆိုတော့ TikTok ဆော့မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဒီ quality ကတော့ရတယ်ဆိုတာသိကြပါတယ်ဒါကျွန်တော် A5 နဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နောက်ပြသူ့ဒီရှေ့ကင်မရာဆိုလို့ရှိရင်ရှေ့ရဟာဆိုရင်ဘယ်လိုလာမလဲ Okay ကျွန်တော်ရှေ့ကိုလှည့်မယ်မြင်ရလားမသိဘူးဒါသူ့ရဲ့ရှေ့နော် Okay ဒါကတော့ Redmi တဲက9သိန်းဝန်းကျင်နဲ့အနည်းဆုံးဈေးအနည်းဆုံးဖြစ်တဲ့ Redmi A5 လေးဖြစ်ပါတယ်ဒါကတော့အပြင်ဘက်ပြောမှဆိုလို့ရှိရင်အပြင်မှာသုံးမယ်ဆိုလို့ရှိရင်တော့ဒီလိုပုံစံမျိုးပဲမြင်ရမှာဖြစ်ပါတယ်ဒါတောင်ကျွန်တော်တို့အလင်းကိုအကုန်တင်ထားတာဖြစ်ပါတယ်အလင်းလျှော့မယ်ဆိုလို့ရှိရင်ထားဗျာတိတ်စနေပြီအကုန်တင်ထားမယ်ဆိုလို့ရှိရင်တော့သုံးလို့တော့ဖြစ်သေးတယ်ဒါပေမဲ့နေကအရန်နေကအရန်ဘယ်လိုပြောမလဲအရန်ပူနေတာမျိုးတို့အလင်းအောင်ကောင်းကောင်းကြီးကိုကြာနေတာမျိုးတွေမှာဆိုလို့ရှိရင်တော့တိတ်ပြီးတော့ကြတော့သုံးရတာတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ကတော့မထင်ပါဘူးဒါဒီလိုချင်းနေပါဒီလိုချင်းနေမှာသုံးတာဆိုလို့ရှိရင်ဒီလောက်ပဲမြင်ရမှာဖြစ်ပါတယ်โอเคဒါကကျွန်တော်တို့အပြင်မှာသုံးတဲ့အနေထားပါကိုယ့်ရဲ့အခန်းထဲမှာတော့ကိုယ့်အိမ်ထဲမှာတော့သုံးမယ်ဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ကျွန်တော်ဆက်ပြီးပြပါမယ်ကဲဒီကောင်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အိမ်ထဲမှာတော့အခန်းထဲမှာတော့သုံးမယ်ဆိုလို့ရှိရင်တော့ဒီပုံစံမျိုးရမှာဖြစ်ပါတယ်အိမ်ထဲမှာသုံးမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဒီ lighting ကဒီလောက်အလင်းရတော့ရတယ်ဗျာဒီ brightness ပေါ့နော်ဒီ brightness လောက်ကတော့ AC ရမယ်ဆိုတော့ဒါရွေးချယ်ဖို့ရအသိမသိဒါမိတ်ဆွေတို့ကိုယ်တိုင်စဉ်းစားဆုံးဖြတ်လို့ရပါတယ်ကဲဒါလောက်ဆိုလို့ရှိရင်တော့9သိန်းဝန်းကျင်တွေကဒီ Redmi A5 လေးကမိတ်ဆွေတို့နဲ့ကိုက်ညီမှုရှိတယ်လားမရှိဘူးလားဆိုတာကိုစဉ်းစားလို့ရသွားလောက်ပြီလို့တော့ထင်ပါတယ်နောက်ထပ်လည်းတခြား brand တွေကဖုန်းတွေကိုကျွန်တော်ဒီလိုလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ brand ထဲမှာဆိုလို့ရှိရင်လည်းဗျာနောက်ထပ်ဈေးတစ်ဆင့်ပေါ့နော်9သိန်းနဲ့8သိန်းနဲ့10သိန်းနဲ့ဒီလိုလေးတွေအစစ်အစစ်လေးကျွန်တော်ဒီလေးကြလေးတွေကျွန်တော်သုံးပြအောင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့လည်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့နောက်ထပ် view လေးကိုလည်းလာပြီးတော့ကျွန်တော်အားပေးဖို့ရတော့ဖိတ်ခေါ်လိုက်ပါတယ်နောက် view မှာပြန်ပြီးတော့ကျွန်တော်တွေ့ကြတာ